ချစ်တို့ရေဒီတိုက်ခန်းလေးငားမယ်နော်တိုက်ခန်းဒါပါအပေါ်ဆုံးတက်ကလေးပါဒီအမီဆုံလေးကြီးခုံမယ်နော်တိုက်ခန်းလေးကလေကားကလည်းကျေကြီးပါရှင်ဘယ်လိုပြောမလဲနေရတာအလုံးကားလုံးတော့အစင်သင်ပဲပလီနီစင်းနီကျောင်းနီရုံးနီပေါ့နော်အကုန်လုံးတော့အစင်ပြေတယ်နောက်ကြတော့အိမ်သားလေးကလည်းဘူတိုင်းလေးနဲ့ရေချိုးခန်းလေးနဲ့အားလုံးအတွက်အဆင်ပြေတယ်ဝန်ထမ်းကြီးကလည်းအကျယ်ကြီးပဲမိဖို့ကြောင့်မိသားစု2ယောက်3ယောက်လောက်ကတော့စီးပဲနေလို့ကောင်းဆုံးပဲမောင်ကြတော့ချစ်တို့ဒီအိမ်ခန်းလေးကိုငှားခြင်းနေဆိုရင်ဒီဖုန်းနံပါတ်ကလေးကိုဆက်သွယ်ပြီးအကြောင်းကြားလို့ရရင်နော်ဒီဖုန်းနံပါတ်ကလေးက3999984488အဲ့ဒီဖုန်းနံပါတ်ကလေးကိုအကြောင်းကြားလို့ရပါတယ်3999984488ပါနော်ချစ်တို့ရေတိုက်ခန်းလေးကလေးမျက်နှာချက်လေးရောပါပြီးသားဒီလိုနေရာဒီမှာနေမယ်ဆိုရင်လေလေးကိုဖြူးလို့ကွန်တက်ဆရာတောင်းမလို့တဘာဝပေးထားတဲ့လေတွေနဲ့အေးစင်းနေတော့တဘာဝပေးထားတဲ့တဘာဝတရားရဲ့တဲ့ကြီးနဲ့ကွာကွန်ကြီးနဲ့ပေါ့နော်ချစ်တို့ရေလာခဲ့ကြပါအောင်နော်ကျေးဇူးတင်ပါတယ်ချစ်တို့ရေ